안녕하세요. အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာကကြတော့စကားပြော9လုံးကိုရွေးပြီးတော့မှပြောပြသွားပါမယ်ပထမအောင်ဆုံးတစ်ခုကတော့အကြိုက်မတွေ့သေးဘူးအကြိုက်မတွေ့သေးဘူးဆိုတာကိုဘယ်လိုပြောမလဲအဲ့တော့စိတ်တိုင်းကြသည်သဘောကြသည်ဆိုတာကို마음에 들어요 마음에 들다ပေါ့နော်စိတ်တိုင်းကြသည်ပေါ့အဲ့တော့စိတ်တိုင်းမကြသေးဘူးအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်마음에 쑥 안 들어 안 들어 마음에 쑥 안 들어အဲ့လိုသုံးပါမယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ကားကိုင်းနဲ့အလဲမှာရက်နေတာပါဆိုရင်ဘယ်လိုပြောမလဲကားကိုင်းနဲ့အလဲမှာရက်နေတာအဲ့တော့အလဲမှာပေါ့အဲ့လိုပြောမယ်한가운데ကားကိုင်းခန့်ခန့်ကြီးနဲ့အဲ့လိုမျိုးအထာမျိုးနဲ့နေတဲ့အခြေအနေမျိုးကို떡하니ဆိုတဲ့စကားလုံးလေးကိုသုံးပါတယ်떡하니ရက်နေတာစောတာရက်နေသည်စော있잖아ရက်နေတာပါဆိုအဲ့လိုပုံစံမျိုးပြောလိုက်တာပေါ့ဆိုတဲ့အခါကျတော့한가운데에 떡하니 서 있잖아နောက်တစ်ခုကမျက်လုံးနေဆက်နေတာကိုဘယ်လိုပြောမလဲပေါ့နော်မျက်လုံးဆိုတော့눈이 따가워 눈이 따가워အဲ့တော့မျက်လုံးနဲ့တစ်ခုခုဝင်နေတာဒါမှမဟုတ်လို့ရှိရင်ပင်ပန်းလို့ဆက်နေတာဆိုရင်တော့따갑다ဆိုတဲ့မူရင်း verb နဲ့သုံးတယ်ပေါ့နော်따가워ပြီးတော့သပင်ထူတော့ပူတာပေါ့အဲ့လိုပြောချင်တယ်ဆိုရင်သပင်ထူတာကို머리 숱이သပင်ရဲ့အထူပါကိုပြောတာပေါ့နော်ထူတယ်ပေါ့머리 숱이 많으니까 덥지သပင်ထူတော့ပူတာပေါ့ပြီးတော့နောက်တစ်ခုရှိတယ်အဲ့လိုနှကန်းမှာခြောက်ပြီးတော့မှဖက်ကလေးတွေခွာတယ်ပေါ့နော်အဲ့ဒါကိုအရင်မခွာပါနဲ့လို့ပြောမယ်ပေါ့အဲ့တော့နှကန်းကိုခွာတာပေါ့ခွာတာကိုကြတော့တက်တာဆိုတဲ့ verb နဲ့သုံးပါတယ်ဆိုတော့နှကန်းကိုအရင်မခွာနဲ့လို့ပြောချင်ရင်입술 너무 뜯지 마အဲ့လိုသုံးပါတယ်